အဲ့တော့အခြေရေးမြစ်တာရေးကံမှာကပျော်ရွှင်ရမယ်ဝမ်းသာရမယ်သတင်းကောင်းကြရမယ်အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမြစ်တာရေးနဲ့ပတ်သက်တဲ့ကံတွေလူကြီးကြားကံတွေကောင်းနေပါတယ်သတင်းနာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါသတင်းနာသားသမီးတွေအတွက်ကို2026ခုနှစ်8လပိုင်းဩဂတ်လအတွက်တစ်လစာဗေဒင်ဟောတရားဟောကြားပေးမှာဖြစ်ပါတယ်အော်ဒီ8လပိုင်းနဲ့မှာအခုနောက်မဲ့8လပိုင်းပေါ့နော်8လပိုင်းနဲ့မှာသတင်းနာသားသမီးတွေအနေနဲ့ကထူးထူးခြားခြားခရီးတွေထောက်ကြရတယ်ခရီးတွေသွားရတယ်နော်နိုင်ငံခြားခရီးကိစ္စရဝေးခရီးကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်ပါလိမ့်မယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေအောင်မြင်မယ်လုပ်ငန်းအသစ်တွေစတင်ရတဲ့အလုပ်ပြောင်းတာတွေနေရာပြောင်းတာတွေကြုံတွေ့ရတဲ့လက်ရှိစိုးတဲ့နေရာကနေပြီးတော့ပုံမူပြီးတော့ကောင်းမွန်တဲ့ပတ်ဝန်းကျင်မျိုးနေရာမျိုးတွေကိုတွားရောက်နေထိုင်ရတာမျိုးတွေနော်အပြောင်းရွှေ့အပြောင်းလဲတွေပေါ်ပေါက်လာတတ်တယ်။ဥပမာလက်ရှိအနေထားကနေပြီးတော့ကိုကနောက်ထပ်ခြေလမ်းသစ်စတင်တာမျိုးတွေနော်နောက်ထပ်လုပ်ငန်းသစ်စတင်တာမျိုးတွေနေရာအဟောင်းကိုစွန့်ခွာပြီးတော့နေရာအသစ်ဘဝအသစ်တစ်ခုစတင်ခြင်းနော်အပြောင်းလဲတွေဘဝရဲ့ကြီးမားတဲ့အပြောင်းလဲတွေကြုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်တင်းနေတာသားသမီးတွေအဲ့တော့အပြောင်းလဲတွေကကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပါလိမ့်မယ်အတွေးခေါ်အယူဆတွေအားစထူးထူးခြားခြားကောင်းမွန်တဲ့အလှည့်ပြောင်းတွေကြုံတွေ့ရမယ်အဲ့တော့တင်းနေတာသားသမီးတွေဒီ၈လပိုင်းဆိုတဲ့ကာလမှာခရီးတွေထွက်ကမယ်ခရီးတွေသွားရတဲ့မရောက်ဘူးတဲ့နေရာနော်မရောက်ဘူးတဲ့ခရီးတွေရောက်ရှိတတ်တယ်ခရီးပြောင်းရွှေ့ကိစ္စတွေပေါ်ပေါက်တတ်တယ်ခရီးသွားတဲ့အခါမှာလည်းရေတို့မြစ်တို့ချောင်းတို့နဲ့နီးတဲ့နေရာတွေဒါမှမဟုတ်တောင်ကုန်းတောင်တန်းတွေနဲ့နီးတဲ့အရက်ဒေသတွေကိုခရီးထွက်ကတတ်တယ်ခရီးသွားမဲ့နမိတ်ရှိနေပါတယ်အဲ့တော့တနင်္လာသားသမီးရဲ့ဒီ၈လပိုင်းထဲမှာထူးထူးခြားခြားဘဝရဲ့အပြောင်းလဲတွေအလှည့်ပြောင်းတွေကြုံတွေ့ရတတ်တယ်အိမ်နေရာပြောင်းရွှေ့တာမျိုးလက်ရှိနေရာတဲ့ပို့ပြီးတော့ကောင်းတဲ့အပြောင်းရွှေ့တွေကြုံတွေ့ရတဲ့အလုပ်နေရာဆိုရင်လည်းလက်ရှိအလုပ်တဲ့ပိုကောင်းတဲ့ကောင်းမွန်တဲ့အလှည့်ပြောင်းတွေကြုံတွေ့ရတဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ကောင်းမွန်သောပြောင်းလဲခြင်းကောင်းမွန်သောအဟောင်းကိုစွန့်ခွာပြီးတော့အသစ်စတင်ခြင်းနော်ဥပမာဘောက်ဖက်ဘဝကနေစွန့်လွတ်ပြီးတော့လက်ပြဘဝကိုအသွင်ကူးပြောင်းခြင်းပေါ့ထူးထူးခြားပြောင်းလဲမှုတွေကြုံတွေ့ရတဲ့ဘဝနဲ့ဆိုင်တဲ့အလောက်ကိုင်းတွေအသိဉာဏ်တွေအတွေးခေါ်တွေဘဝနဲ့ပတ်သက်တဲ့လမ်းကြောင်းတွေအစအပြောင်းလဲတွေကြုံတွေ့ရတဲ့အဲ့တော့ဒီချိန်ခါမျိုးမှာတနင်္လာသားသမီး၈လပိုင်းဆိုတဲ့ကာလမှာငွေကြေးကံအနေထားမှာငွေကဝင်နေမယ်ဝင်သလောက်ရသလောက်လေငွေကပြန်ထွက်ပြန်ကုန်နေရတတ်တဲ့ကာလမျိုးဖြစ်နေတယ်เนาะငွေမမြဲတဲ့ကာလเนาะအဝင်အထွက်ကျန်းတဲ့ကာလမျိုးဖြစ်တတ်တယ်ရလဲရနေမှာတစ်ဖက်ကလည်းပြန်ထွက်ပြန်ကုန်နေရတတ်တယ်စုမိဆောင်ပြီးဖို့အင်မတန်မှခဲရင်းတယ်เนาะရလဲရမယ်ထွက်လဲထွက်နေတဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေကြေးဆိုင်ရာကိစ္စတွေမှာဆိုရင်လေကောင်းမွန်တဲ့အလှည့်ပြောင်းတွေကောင်းမွန်တဲ့အပြောင်းလဲတွေကြုံတွေ့ရတတ်တယ်ထူးထူးခြားခြားငွေရတော့ဝင်နေမယ်ငွေကြေးကံလည်းကောင်းနေတဲ့အနေအထားမျိုးမှာရှိနေတယ်၈လပိုင်းဆိုတဲ့ကာလမှာတင်းရသားသမီးအနေနဲ့အဲ့တော့အခြေရေးမြစ်တာရေးကံမှာကပျော်ရွှင်ရမယ်ဝမ်းသာရမယ်သတင်းကောင်းကြရမယ်အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမြစ်တာရေးနဲ့ပတ်သက်တဲ့ကံတွေထူးထူးခြားကံတွေကောင်းနေပါတယ်အဆက်အသွယ်တွေရမယ်ဝမ်းသာကြသတင်းတွေကြားရမယ်အခြေရေးကံမြစ်တာရေးကံနဲ့ပတ်သက်ရင်ပျော်ရွှင်ရမယ်ဝမ်းသာရမယ်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အိမ်တော်ရေးကံအနေထားမှာအိမ်တော်ရေးနဲ့ပတ်သက်အိမ်တော်ရေးနဲ့ပတ်သက်တရရသားသမီးတွေဒီ၈လပိုင်းထဲမှာအနည်းငယ်ညံ့နေတယ်ပတ်ဝန်းကျင်နဲ့အဆင်မပြေဖြစ်တတ်တယ်နော်အိမ်တော်ရေးမှာအိမ်တော်ရေးနဲ့ပတ်သက်ပတ်ဝန်းကျင်ကြောင့်အဆင်မပြေဖြစ်တာမျိုးတွေဆွေမျိုးညီကိုမောင်နှမကြောင့်အဆင်မပြေဖြစ်တာမျိုးတွေကြုံတွေ့ရတတ်တယ်အိမ်တွင်းရေးအိမ်တော်ရေးမှာပတ်ဝန်းကျင်ကြောင့်တကယ်ချင်းပေါင်းတင်မိတ်ဆွေကြောင့်ဆွေမျိုးသားချင်းညီကိုမောင်နှမကြောင့်အိမ်တွင်းရေးအိမ်တော်ရေးတွေဟာအဆင်မပြေဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်အော်ဒီချိန်ကမျိုးကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအနေငယ်သတိထားရမယ်ဥကောင်းနဲ့ပတ်သက်တာတွေခိမိကိုင်းမိဖြစ်တာမျိုးတွေကြုံတွေ့ရတဲ့နော်ဥကောင်းနဲ့ပတ်သက်တာတွေကျမ်းမာရေးတွေဂယုစိုက်သတိထားရမယ်ကာလမျိုးဖြစ်ပါတယ်အဲ့တော့စေးတောက်ရတဲ့စေးထိုးရတဲ့စေးဥစေးကန်းတွေရောက်တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ရှစ်လပိုင်းနဲ့မှာတင်းတဲ့သားသမီးတွေအကျိုးပေးတဲ့ခဏန်းကလေးဆိုတဲ့ခဏန်းအကျိုးပေးပါတယ်အကျိုးပေးတဲ့အယောင်တွေနဲ့ဆိုရင်အစိမ်းရောင်အကျိုးပေးပါတယ်အော်တင်းတဲ့သားသမီးတွေနဲ့
ဒီ8လပိုင်းဆိုတဲ့ကာလမှာတစ်လတာလုံးကံနေကောင်းဇက်တွေပွင့်ဖို့ဆိုရင်မိမိအိမ်ဖျားမှာစပယ်ပန်း10ကုန်းလူရမှာဖြစ်ပါတယ်ဆရာနာမည်ကတော့ဆရာတာခက်ဆန်းဖြစ်ပါတယ်ဆရာဟောကန်လိပ်စာကတော့ဟောကန်နေရာကတော့နောက်တကုံမြို့ဦးစေတီနော်နာဂတိပါဏဂေုံဖျားနီးမှာဟောကန်ရှိပါတယ်ဆရာဖုန်းနံပါတ်ဖြစ်တဲ့3962 992 335ဘိုက်ပါနဲ့ဆက်သွယ်ပြီးတော့လည်းမေးမြန်းလို့ရပါတယ်ဟောကန်မှာလာပြီးတော့အသေးစိတ်မေးမြန်းရင်လည်းမေးမြန်းလို့ရပါတယ်ဆရာမိတ်ဆွေခုနှစ်သားသမီးများအလုံးအကျမ်းမှာချမ်းသာကြပါစေအဘေးပြားတွေဝေးကွာကြပါစေကံနေကောင်းကြပါ